မြို့ကြီးပြကြီးရောက်တာသုံးနှစ်သုံးလီကြာပြီအမေပညာမွေးအမေကလောကမှာတန်ဖိုး၃မျိုးရှိပါတယ်ကိုညီတွေညီမတွေရောက်ရအရက်မှာတတိယပထမတန်ဖိုးဖြစ်တဲ့exchange value ငွေရပြီးပြီညီလို့မပြီးဘူးနော်ဖုံဆိုင်ကဲအင်ကြီးဘောင်း use value အသုံးချပစ္စည်းတွေညီလို့မပြီးဘူးနော်ညီလို့မင်းတို့ယင်ထဲမှာတတိယတန်ဖိုးမမေ့ပြင်းနဲ့မျက်နှိုးတွေ့တာတဲ့တန်ဖိုးမင်းတို့မျက်နှိုးရမယ့်လူတွေရှိရမယ်မိမလည်းဖြစ်နိုင်တယ်သားသမီးဖြစ်နိုင်တယ်အမေဖြစ်နိုင်တယ်ညီမမေ့ရဘူးလားမင်းကလေကိုအန်တီဖြစ်နိုင်တယ်ရန်ကုန်ကျေးဇူးရှင်တွေပေါ့ဘုံကျုံဆန်းလည်းဖြစ်နိုင်တယ်မမေ့ရဘူးကိုရေကိုမြေကထွက်လာတဲ့တချင်းတွေဂီတတွေကြပြားတွေဝတ္ထုတွေဘာတွေညာတွေနုပြန်မမေ့နဲ့မမေ့ပြရဘူးနားထောင်မယ်စုံတချင်လမ်းခွဲပြီးတဲ့နာကိုဘဝရဲ့ကိုလန်းကိုရှာရမနာကျင်သွားတဲ့တရားမိရခါခံနိုင်ရမရှိဘူးကွာကြွေးကြဗျာဒီကမှငူပြမလင်းနဲ့အဖေမေတွေသိတ်ခါကြတယ်မဝေးခင်ကြွေးမိဘအိမ်လေးရောက်အောင်သွားပါအဝိအစာလေးတွေရှုပ်ပါဗျာတခါတလေလက်ဆောင်စားပါဘုံမမဆမ်းမိပါဒီအတွက်မရှိမှငုံနဲ့အစားရှိတော့ပြီးလို့ရှင်လို့ကြွေးပါမိဘချေသူမြတ်မို့ဦးစပူအောင်လဲစကြပါတော့ဗျာရောင်မိသားတဲ့နေ့သေးကိုရောက်မယ်ယုံကြည်ခြင်းနဲ့ကြိုးစားထားမှချိန်မှအောင်မြင်လွတ်မြောက်မယ်မဟုတ်လားတန်ရာလမ်းချောမွေရတော့တာဝန်ကိုစီအားတင်စစ်စလန်ရှုံးပေးနေမိငယ်ရဲ့မှာကြော်ဖြတ်သွားမြာကြိုးတွေ့တာဝန်တိုင်းရွက်တဲ့အခါကဲကိုကြိုး